ဗီဒီယိုတစ်ပုဒ်တည်းနဲ့ follower 9000ခွဲကျော်ရနိုင်တယ်ဆိုတာအိမ်မက်မဟုတ်ပါဘူးကဲဒီမှာထိပါဒါကျွန်တော်ရဲ့လက်တွေ့ရလာပါတယ်အရင်ကတော့ကျွန်တော်လဲငါဗီဒီယိုတွေဘယ်တော့မှပေါက်မှာလဲဆိုပြီးအားငယ်ခဲ့ဘူးပါတယ် ကြောက်ကက်ပြဿနာတွေကိုပိုင်းပိုင်းလို့ပြောလိုက်ပါကြောက်ကက်ကိုတန့်စင်ဖို့ကိုခံအားစနစ်ကိုအားကောင်းစေဖို့အသေးကိုအစိတ်အတောက်ဖယ်ရှားဖို့ရောင်ရမ်းမှုကိုရှော့ချဖို့နဲ့အစာချေချက်မှုကိုပုံမကောင်းမှုစေဖို့အတွက်ဒီစွမ်းအားမြင့်တဘာဝဖြော်ရည်ကိုတစ်နေ့တစ်ခွက်ပဲတောက်သုံးပေးပါ ဒါကမဲ့ဒီဗီဒီယိုတစ်ပုဒ်ကပဲကျွန်တော်ရဲ့ content ဖန်တီးမှုခရီးလမ်းကိုပြောင်းလဲပေးခဲ့တာပါဒါကြောင့်ခုမှစပြီး TikTok လုံးမဲ့တငယ်ချင်းတွေကိုပြောချင်တာကမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးကိုယ့်ရဲ့ content ကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်တင်ပေးဖို့ပဲလိုတာပါအထူးသဖြင့် monetization ကောင်းပြီး win-win ရှာရလွယ်တဲ့ Japan region အကောင့်မျိုးနဲ့စတင်မယ်ဆိုရင်ကိုယ့်ရဲ့ကြိုးစားမှုကပိုပြီးအရာထင်မှာပါတကယ်လို့တင်ကိုယ်တိုင်လဲဒီလိုမျိုး JP အကောင့်ဖွင့်ပြီးအောင်မြင်အောင်စတင်ခြင်းနဲ့ဆိုရင်တော့ comment မှာ JPNC ဆိုပြီးမှတ်နေပြီပါ Okay အတူတူစူးစမ်းပြီးအောင်မြင်ကြရအောင် Nice